ဒါကတော့ကျွန်တော်ရဲ့ပထမဦးဆုံးခီးသွားတဲ့ vlog ဖြစ်ပါတယ်အခါတိုင်းဆိုလို့ရှိရင်အိမ်မှာပဲနေပြီးတော့ရွှေရှင်ကြည့်တယ်စားလုပ်တယ် corner video တစ်ဖန်တီးတယ်ဆိုတော့ဒီတစ်ခေါက် video မှာတော့ပထမဦးဆုံးအနေနဲ့ outdoor vlog လေးရိုက်ကြည့်မယ်ပထမဦးဆုံးမနက်၄နာရီခွဲအိယာနူရာနဲ့ခီးသွားမဲ့အဖွဲ့နဲ့လူဆိုမယ်ဆိုပြီးတော့ဂျင်မှာလူစုပါတယ်ဒါကကျတော့ကျွန်တော်ရဲ့ outfit ပေါ့နော်ခီးသွားတာကကျတော့ကျွန်တော်ဂျင်ရတကယ်ချင်းနေနဲ့လူစုပြီးတော့သွားတာပေါ့အခုကားမောင်းနေတဲ့သူကကျတော့ကျွန်တော်ရဲ့ဂျင် trainer ဆရာဝင်းလင်းထုံးပေါ့နော်ကျွန်တော်တို့တက်မဲ့တောင်ကကျတော့ကရင်ပြည်နယ်မှာရှိတဲ့တောင်ဝမ်းတောင်ပေါ့နော်ကျွန်တော်တို့သွားတာကနည်းနည်းလေးနောက်ကျသွားတယ်မိုးတောင်လင်းသွားပြီနည်းနည်းလေးနောက်ကျတာမဟုတ်အများကြီးနောက်ကျတာဟိုရောက်လဲရောက်လူတွေတပုံကြီးပဲကားရည်လည်းနဲတာမဟုတ်ဘူးတနခါတော့တခါမှမတွေ့ဘူးတဲ့မြို့သားကြီးတွေကတောင်အောင်မှာတနခါပိုင်းတွေးနေကြပါတယ်တောင်စားတက်တော့ဘာလို့သတိထားမိလဲဆိုတော့လမ်းနေနည်းနည်းချော်ရဲပေါ့နော်မိုးရသည်မို့လို့ချော်ရလဲပါမှာပေါ့တက်တော့မှကျတော့ကျွန်တော်ထိတ်ဆုံးအောင်တက်တာဒါပေမဲ့မောလို့ခဏလောက်ပဲနားလိုက်တာဟိုးနောက်ဆုံးကျွန်တော်ပြန်ရောက်သွားတယ်ဘလောက်တော့နောက်ကျကြံခဲ့လဲဆိုလို့ရှိရင်သူတို့ကဟိုးရှေ့ရောက်သွားပြီပေါ့နော်ကျွန်တော်ကြောက်တဲ့ဟိုးနောက်မှာကြံခဲ့တာဒါပေမဲ့လန်တိုးကမှလုံးဝမထင်မှတ်ထားပဲနဲ့ကျွန်တော်နဲ့အလုပ်တူတွဲလုပ်တဲ့ရွှေနှုတ်ကအမာကြီးနဲ့ကျွန်တော်ဆုံးခဲ့တယ်ပေါ့နော်စကားတွေဘာတွေလဲပြောခဲ့တယ်ဗီဒီယိုလည်းတူရိုက်ခဲ့တယ်ပေါ့နော်သူကကျတော့တောင်အောက်ကိုဆင်းလာကျွန်တော်ကကျတော့တောင်ပေါ်တက်ညာတွေ့လဲတွေ့ရောဘာမှတော့မပြောနိုင်အောင်ကျွန်တော်အရင်မောနေရပေါ့နော်အရင်တော်တဲ့မောင်လေးပါရှင်တခြားသူတွေမပါလာဘူးအမ boyfriend နဲ့လာတာရွှေနှုတ်ကအမအိမ်နဲ့ဗီဒီယိုရိုက်ပြီးတော့တောင်းအောင်မှာကျွန်တော်မရှိတော့ရပေါ့နော်လမ်းမှာဘယ်သူမှမရှိတော့ကျွန်တော်တယောက်လည်းတောင်းအောင်မှာကြံခဲ့တာခုကကျွန်တော်ဖန်တောင်းဝမ်းတက်တာကျွန်တော်တောက်ပဲကျွန်တော်တကယ်ချင်းနဲ့တက်တာကျွန်တော်နောက်ဆုံးပဲမောတော့ကွာတောင်တက်ရတာကအရန်မောပေမဲ့မြင်ရတဲ့ view ကကျွန်တော်တော်လှတယ်ပေါ့နော်ဒါတော့မှတောင်တော့ပဲရှိသေးတယ်ဘယ်သူမှကျွန်တော်ထိုင်ဆောင်မနေဘူးထင်တာလမ်းတော့မှတင်ကျွန်တော်ထိုင်ဆောင်နေတကယ်ချင်းရှိရပေါ့နော်အင်းကြီးအပြာနဲ့မှတော့ကျွန်တော်လုံးဝမသိပါဘူးတောင်ကတက်ရတာတကုတ်မောတယ်ဆိုပေမဲ့အပေါ်ရောက်လေလေ view ကမိုက်လာလေလေပဲတော်တော်မိုက်တယ်အပေါ်တော့ဖနှက်ချွတ်ပြီးတက်ရမှာပေါ့နော်ဖနှက်အလန်းစားတွေတော့အများကြီးတွေ့ရတက်ရန်တော့တမဝါလာရင်ကောင်းလားခင်ဗျာမထားကြလေရပါမဖြစ်တော့ပါရတယ်ခဏပြောတော့မပြောnew balance လေးပြန်တွေ့ယူအောင်စတာပါဗျာရောက်ပြီအပေါ်ရောက်လဲရောက်ချွေးနေလူကစိုးပြတ်တက်နေရပဲနောက်ကလူတွေပြောနေတာအခုမှသတိထားပြီမစိုးပါဘူးအဲ့ရောက်ရှင်ပါလို့လဲဆိုတော့ကျွန်တော်မဟုတ်စားပါတယ်ဘိုက်ကလည်းတို့စားနေဆိုတော့ဒါကတော့ကျွန်တော်ရဲ့တောင်ပေါ်မှာကြံခဲ့တဲ့ coffee ဘူးလေးပေါ့နော်တွေ့ရင်တိမ်ပေးထားကြပါအောင်အထက်က coffee တောက်လို့ရရင်နော်ဘူးပဲတိမ်ပေးထား view ကဘယ်လောက်မိုက်လဲဆိုလို့ရှိရင်ဒီ view လိုချင်လို့တောင်ဆောင်အောင်ဆင်းပြီးတော့ video ရိုက်ခဲ့သေးတယ်ဒါကကျတော့ကျွန်တော်ဒီ video ရိုက်တုန်းကသူများရဲ့ကျွန်တော်ကိုလမ်းရိုက်ထားတဲ့တပ်ပုံပေါ့ view ကအရန်လာတော့အရဲဆုံးရတာတော်တော်တန်တယ်ပေါ့နော်ဒါကကျတော့ကျွန်တော်တပ်ပုံရိုက်ဖို့ဆိုပြီးတော့တောင်ဆုံးကိုဆင်းနေရပါတော့တောင်ထိပ်မှာကျတော့အရန်တပ်ပုံရိုက်လို့ကောင်းတယ်အရန်နဲ့ post ပေးလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကျတော့ကြောက်တွေကချုံတော့တက်ရတာအနေနဲ့များတယ်ပေါ့နော်တောင်တက်တော့ကျွန်တော်နောက်ဆုံးမှထားခဲ့ရအောင်ဒီဘက်ကဆောင်းတက်လို့မကောင်းကျွန်တော်နဲ့ပတ်သက်ပြီးလူတွေမသိတဲ့အချက်ကကျတော့ကျွန်တော်ကရင်လူမျိုးပါတောင်တက်မယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပေးချင်တာကစောစောစီးလာခဲ့မဟုတ်လို့ရှိရင်လူတွေရမ်းများတယ်ပေါ့နော်အခုဆိုရင်တော့မှထိုင်ဖို့နေရာတော့မှမနှဲရှာနေရတယ်ဒါကတော့ကျွန်တော်နဲ့တောင်တူတက်လက်ရှိရကျွန်တော်ပေါ်တော့တယောက်ပေါ့နော်ကောင်မလေးဆိုလိုက်ပြီးတော့ view ရိုက်ပေးနေကောင်တကယ်ချင်းချင်းကြောက်တော့မှမရိုက်ပေးဘူးကြာဆက်ဆက်မစိုးရင်လောက်တာကောင်မလေးကိုလိုက်ရိုက်ပေးရင်ကြာကောင်ကြည့်ရန်စိတ်ရှိရတော့လားကောင်မလေးဆိုရန်စိတ်ရှိရကောင်ကိုတကယ်ကြီးရင်းကြတော့ညောပြောရွှင်အမေ तू အမေအကောင်မလေး तू မသိဘူးနော်ပြမများပါဘူး Okay တောင်အောင်ပြန်မစင်းရင် view ကိုတစ်ခြားတော့ကြည့်လိုက်ရအောင်ဗီဒီယိုရတာတော့တော်တော်လေးဆင်မပြေဘူးပေါ့နော်လူတွေအရန်တိုးတယ်ပြီးလို့ရှိရင်မတ်တက်ရိုက်ပြီးရိုက်လို့ရှိရင်ဘေးကလာပြောတာရှိသေးတယ်Okay ဗီဒီယိုရတာအဆင်မပြေတော့ကျွန်တော်ပြန်ဆင်းပါတော့မယ်အခုကကျတော့9နာရီထိုးပါပြီပေါ့နော်နေတိုင်းနဲ့ပူနေပြီအဲ့ဒါကြောင့်တောင်တက်မယ်ဆိုလို့ရှိရင်စောစောစီးစီးပဲလာမဟုတ်လို့ရှိရင်လူတွေနဲ့လုံးဝအဆင်ပြေမှာမဟုတ်ဘူးကိုကအေးစစ်စစ်အပန်းပြေတောင်တက်မယ်ဆိုလို့ရှိရင်တော့စောစောစီးပဲလာဘာလို့လဲဆိုတော့ကနောက်ကျသွားလို့ရှိရင်ကနေရာလည်းပူတယ်လူတွေကလည်းများတယ်လူတွေများတာကိစ္စမရှိဘူးအချို့သူတွေကကျတော့စစ်လေးတောက်တဲ့သူကတောက်စကားအော်ပြောတဲ့သူကပြောပြီးလို့ရှိရင်ကဓာတ်ပုံရိုက်လို့ရှိရင်အရှိကနေဝင်ပြေးတာတို့အရှိကနေဝင်လမ်းလျှောက်တာတို့ပြီးလို့ရှိရင်ကိုကအကြာကြီးဓာတ်ပုံရိုက်နေလို့ရှိရင်လည်းနောက်ကနေလာအော်တာတို့ရှိသေးရပေါ့နော်အဲ့ဒီပြုံမှာတချင်းကိုစားပေါင်းနဲ့ဖွင့်တဲ့သူကပါရှိသေးတယ်တော်တော်လေးစင်မပြေဘူးပေါ့နော်ဒါပေမဲ့တခုကောင်းတာကကျွန်တော်လိုမျိုးအိမ်တွင်းမှာအောင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဥစ္စာကသဘာဝတရားကြီးနဲ့ပို့ပြီးတော့နှိစက်စေတာမလို့စိတ်အပန်းဖြေစေတယ်စိတ်လေးအေးချမ်းစေတယ်ပေါ့နော်တောင်မောဆင်းတဲ့ခါဆိုလို့ရှိရင်တကူရှိတာဘာလဲဆိုတော့ကိုကတောင်မောတက်တုံကအရန်ပင်ပန်းခဲ့တာမလို့တောင်ဆင်းတဲ့ခါမှာဒူးတွေကအရန်တုံနေရပေါ့နော်အဲ့တော့တောင်မောဆင်းလို့ရှိရင်အရန်ကျူးဆိုင်ပြီးဆင်းရတယ်
တောင်ဆင်းတဲ့အခါဆိုလို့ရှိရင်တော့မပင်မန်းဘူးကြားလဲမကြောက်ဒါပေမဲ့တခုရှိတာကဒူးတွေတုံနေရတယ်ပြီးလို့ရှိရင်လမ်းတွေကချော်နေရတဲ့ကြောင့်သတိထားပြီးဆင်းရတာတခုပဲအပေါ်မှာဆိုလို့ရှိရင်ဖဏထားရနေရမှာတခါလေမဟုတ်ဘူးတွေပါတွေ့ရကျွန်တော်မြူခဲ့ရဘူးကွာယူခဲ့ရမှာတခါလဲစတာပါဗျာမာကျန်ဟိုမှာတောင်ကြရရှိရပြမယ်မြင်ရတာတော့မသိဘူး။အဲ့တောင်ကြရတော့အခုကတော့ကျွန်တော်တို့ပြန်ပါပြီကျွန်တော်တို့တက်ခဲ့တဲ့တောင်ကကျတော့ကရင်ပြည်နယ်မှာရှိတဲ့တောင်ဝမ်းတောင်ပေါ့နော်။နောက်လည်းဒီလိုမျိုး outdoor vlog တွေပို့ပြီးတော့တင်ပြမှာမလို့သဘောကျရဆိုလို့ရှိရင်တော့ like and follow လုပ်ခဲ့ပေးပါ။အဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်။ Bye